မောက်ဆိုးနဲ့ချင်းသိမင်းဟိုးရှေတုံးကတောလန်ရင်တားကောင်တွေကိုရှာဖွေဖမ်းရှိကအသက်မွေးဝမ်းကြောင်းပြုတဲ့မောက်ဆိုးတယောက်ရှိတဲ့သူဟာနေ့စဉ်နဲ့အမျှတောနဲ့ထဲဝင်ပြီးအမဲလိုက်လေရှိပါတယ်တနေ့မှာတော့မောက်ဆိုးဟာသမင်တကောင်ပစ်ဖို့ရည်ရွယ်ပြီးတောထဲကိုထွက်လာခဲ့တယ်ဒါပေမဲ့တောနဲ့ထဲအထိနှောက်အောင်ရှာတာတော့သမင်တကောင်မှမတွေ့ခဲ့ပါဘူးဒါနဲ့သူလဲပင်ပန်းနဲ့တစ်တင်တပင်အောင်မှာထိုင်နာနေတော့ဘေးနားကခြုံပုတ်ထဲကအတန်းတစ်ခုကြားလိုက်ရတယ်။မုံဆိုးလည်းချက်ချင်းပဲတနတ်ကိုမောင်းတင်ပြီးပြစ်ဖို့အသင့်ပြင်းလိုက်တာပေါ့။သူပြစ်ဖို့ချိန်ရွယ်လိုက်တဲ့တားကောင်ကိုတေချာကြည့်လိုက်တဲ့အခါမှာတော့သူထင်းတယ်လို့တမင်ဖြစ်မနေပဲကြောက်မဲ့ဖွယ်ကောင်းတဲ့ချင်းသေးကြီးတကောင်ဖြစ်နေလာကိုတွေ့လိုက်ရတယ်။မုံဆိုးဟာထိတ်လန့်တုန်လှုပ်သွားမိ။အရှင်ချင်းသေးမင်းခမညာကျွန်တော်ကိုမတတ်ပါနဲ့။ကျွန်တော်အသက်ကိုချမ်းသာပေးပါလို့အသေးအတန်တောင်းပန်ရှာတယ်။အဲ့ဒီအခါချင်းသေးကြီးကမုတ်ဆိုးကိုစိုက်ကြည့်ပြီးတင်းဟာတင်းအသက်ကိုတန်ဖိုးထားပြီးချစ်သလားလို့မေးလိုက်တယ်။မုတ်ဆိုးကလည်းချစ်တာပေါ့ခမညာလို့ချက်ချင်းပြန်ဖြေတာပေါ့။ချင်းသေးကြီးကဆက်ပြီးတင်းကိုတင်းချစ်မြတ်နိုးတယ်ဆိုရင်တခြားတတ်တော်ဝါတွေကိုလည်းမတတ်ပါနဲ့တော့သူတို့လည်းတင်းလိုပဲသူတို့အသက်ကိုသူတို့ချစ်ကြတာပဲလို့ဆုံးမစကားဆိုလိုက်ပါတယ်။မုတ်ဆိုးဟာချင်းသေးကြီးရဲ့စကားကိုကြားရတဲ့အခါမိမိအသက်ကိုချစ်တယ်လို့အခြားသူတွေကိုလည်းချစ်ရမယ်ဆိုတဲ့တရားကိုသဘောပေါက်သွားပြီးတောထဲကပြထွက်လာခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးသူဟာတရိတ်ဆန်တွေကိုတတ်ဖြတ်တဲ့မုတ်ဆိုးအလုပ်ကိုသာဝရဆွန့်လွတ်လိုက်ပါတော့တယ်။